ညီတို့တအားတဘောပေါက်နဲနေနဲ့ဟာတိတ်မသိတဲ့လူတွေဆရာကြီးတွေမပါဘူးနော်ကိုကအခုမှစပြီးဆမ်းမဲ့ညီငယ်တွေကိုပြောချင်တာနော်စေးမဟုတ်မယ်နော်စေးမဟုတ်မှဆိုလို့ရှိရင်ကိုတို့တွေကတချို့ညီတွေပြောလိပြောထားစီအခုကျွန်တော်စေးမဟုတ်တာမညီဘူးပြီးလို့ရှိရင်တွဲတယ်ကွက်တယ်တွဲနေတယ်စေးတွေတွဲကြတယ်ကွက်တယ်အဲ့လိုမျိုးပြောကြတာနော်ကိုတို့ကနံပါတ်1ကဒီမှာစေးတပူးတာနော်စေးတပူးသားအကွာဝေးလောက်အလွယ်တကူမှားပေါ့နော်စေးတပူးသားအကွာဝေးလောက်ဆိုဒီနားလောက်ရှိရင်နော်စေးတပူးသားအကွာဝေးလောက်ကိုတော့မှုတ်မယ်မှန်ကန်တဲ့နီးပေါ့နော်စေးတပူးသားအကွာဝေးလောက်ကိုတော့မှုတ်မယ်စေးကိုပြီးလို့ရှိရင်ဒီစေးရဲ့နှိပ်တဲ့ဟာကိုတော့အဆုံးထိမနှိပ်နဲ့နော်အဆုံးထိမနှိပ်တဲ့အမှားကိုရင်ပြမယ်နော်မကြီးဒီနှိပ်တဲ့ခလုတ်ကိုကိုတော့အဆုံးထိနှိပ်မယ်နော်အဆုံးထိနှိပ်လိုက်ဆိုရင်စေးရဘယ်လိုဖြစ်မလဲဒီမှာကြည့်တော့စေးလက်တော့မကြီးတော့အငွင်းမဟုတ်ဘူးအရည်နဲ့ပြီးသွားမှာနော်အဲ့လိုမျိုးဖြစ်သွားတာအဆုံးထိနှိပ်လိုက်စီမကြီးတော်လားဒီပြဿနာဖြစ်တတ်တယ်နောက်တစ်ခုကကြတော့ကိုခဏကိုပြောလို့အနီးမှုတ်လို့ရှိရင်လည်းအဲ့လိုပဲထုံနီး၎င်းပဲနီးလေးမှုတ်လို့ရှိရင်တော်လားနီးလေးမှုတ်ဒါတဝက်မှုတ်တာနော်တဝက်ပဲမှုတ်ပြအဆုံးမှုတ်ပြမဟုတ်နော်တဝက်ပဲမှုတ်ပြခလုတ်ကိုတဝက်ပဲနှိပ်တယ်အဲ့ဒီစေးကြည့်တော့ဝင်မယ်ကိုတို့ဒီလိုမျိုးစေးတပူးတော့ခွဲလိုက်စေးပူးတော့ခွဲလိုက်ဆိုရင်ကိုတို့စမ်းကြည့်လိုက်နော်ဒီမှာဒီလောက်ကိုကြည့်နော်လောက်ကြည့်ဒီဘက်အမြမ်းနော်လောက်ကြည့်တော့နည်းနည်းလေးပဲနှိပ်တယ်စေးထွက်ရုံလောက်ပေါ့ဒီလိုတချို့စေးရတွေတချို့စေးမှုတ်တဲ့ညင်ငယ်တွေဆိုတချို့တွေဆိုဒီလိုမျိုးလောက်အလက်ကားမဟုတ်နော်အပြင်မှာလောက်တာဆိုအလက်ကားမဟုတ်နော်အဲ့လိုမျိုးဘာဖြစ်တို့စေးဒီစေးခလုတ်ကဘယ်လောက်နေထားမှထွက်လဲအဲ့ဒါကိုစမ်းကြည့်တာနော်တဘောတရားဆိုကိုတို့စေးတပူးစားအကွာဝေးတယ်လို့ကင်တယ်ကင်လို့ရှိရင်ကိုတို့ခဏကိုပြတယ်လို့မျိုးခလုတ်နှိမ့်နေနေမှာတယ်လို့မျိုးတခါတော့မထင်သွားဘူးနော်ဒီတူလားလို့ကြည့်ဘယ်ပြမီးလင်းနေတာတခါတော့မထင်သွားဘူးတိုးပေမဲ့ तू ကစေးကြီးရယ်မေးစေးတပူးစားအကွာဝေးနေသွားတာနော်စေးတပူးစားအကွာဝေးနေသွားတယ်အဲ့ဆိုစေးရညီရတွဲလည်းမတွဲဘူးနော်စေးလည်းမတွဲဘူးနော်ကြည့်အလင်းတော့နည်းနည်းများနေမျိုးမမြင်ရအပြင်မှာတော့စင်းနေနော်စေးတပူးစားအကွာဝေးနဲ့တွားထားနဲ့တွားကိုတော့စေးကိုအဝင်းနဲ့ပေမှုတ်တာသူကဒီလိုမျိုးအဝင်းနဲ့မှုတ်တာဟုတ်အဝင်းနဲ့မှုတ်တာစေးအကွာဝေးရသလောက်ပြီးခလုတ်ကြတော့ဒီလိုမျိုးနည်းနည်းလေးပဲနှိပ်တယ်နော်အဓိကအခုကိုပြောချင်တယ်အဲ့ဒီအချက်နှစ်ချက်ကိုတတိထားစေးမှုတ်မယ်ဆိုလို့ရှိရင်ကိုပြောတဲ့အချက်နှစ်ချက်ကိုပဲအရင်တတိထားနော်အမှားတဲ့မှားတော့ခဏကိုပြောလို့စေးကိုဒီလိုမျိုးအဆုံးထိနှိပ်တာမှားတယ်ဒီမှာကြီးနော်ဒါစေးခလုတ်ကိုအဆုံးထိနှိပ်တာမှားတယ်ဒုတိယချက်ကြတော့နီးလေးနော်စေးရဲ့နီးလေးကြည့်ပြီးတော့ဒီမှာစေးမှုတ်မဲဟာနဲ့နီးလေးထားပြီးတော့မှုတ်တယ်မှားတယ်နော်ဒါနည်းနည်းပဲနှိပ်တယ်တိုးပိတ်မယ်လို့မှားတယ်ကိုတို့ကအမှန်ကတော့ကိုတို့ကဒီလိုမျိုးအကွာဝေးရတော့ဒီလောက်အကွာဝေးစေးတပူးစားအကွာဝေးတော့အလွယ်တကူမှတ်တာပေါ့နော်လေ့ကျင့်တော့စေးတပူးစားအကွာဝေးလောက်ကိုကိုတို့ခလုတ်ကိုနည်းနည်းလေးပဲနှိပ်မယ်ဒီလိုမျိုးတွားမယ်တူလိုင်းနဲ့တူဒါလေးချင်းခိုင်းတာပေါ့နော်မတူလိုင်းတူအဲ့လိုတွားမယ်ဒါဆိုအဝင်းနဲ့မှုတ်တာသူက6လဲမြန်တယ်လို့စေးလဲညီရယ်နော်အဲ့ဒါကိုပြပေးတာနော်ငါညီကိုဆရာကြီးမဟုတ်နော်တချို့ညီငယ်တွေမေးလို့ကိုဒီစေးပိုင်းနဲ့ပတ်သက်ပြီးတော့ကိုမဖြေရတော်များနေပြီနော်ကိုပြပေးရနော်ကိုစေးဆရာကြီးမဟုတ်ဘူးနော်ဒါပေမဲ့စေးမှုတ်တာတင်ခဲ့ဘူးတဲ့အတိုင်းတာတစ်ခုတည်းကိုတိတဲ့ပညာလေးကိုပြန်မျှဝေပေးရနော်ညီတို့စေးမှုတ်လို့ရှိရင်ဒီပြဿနာတွေကိုဖြေရှင်းနိုင်အောင်လို့နော်ဒီလိုမျိုးတွဲတယ်ပြုတ်တယ်စေးတွေမညီဘူးစေးကွက်တယ်အဲ့ဒီပြဿနာတွေဖြေရှင်းနိုင်အောင်လို့ကိုပြောပြတာနော်ညီငယ်တွေအားလုံးနှစ်တက်မှာအဆင်ပြေကြပါစေအိမ်မက်တွေလည်းအကောင့်ထဲမြန်ဖော်နိုင်ကြပါစေနော်လာမယ့်နှစ်တိုင်းမှာ